Hello အားလုံးပဲမင်္ဂလာပါ Mystical Share ထားတော့ by Fairy Mira ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခု Mira ကဒီ Mira ရဲ့ followers လေးတွေပေါ့နော်သူတို့ရဲ့စိတ်ထဲမှာတွေးနေတဲ့တစ်ဖက်လူကလေသူတို့ဘာလေးပြောပေးချင်နေလဲပေါ့နော်ဥမာကိုကရန်မပြောရတာတွေသူတို့စိတ်ထဲမှာတွေးနေတဲ့ဟာလေးသိချင်နေဆိုလို့ရှိရင်ဒီ reading လေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့collective reading ဖြစ်တယ်ပေါ့နော် Mira ကအုပ်စုလေးခွဲမထားတော့ဘူးအုပ်စုလေးခွဲမထားတော့ဘဲနဲ့သူကိုသိချင်တဲ့သူတယောက်တည်းကိုပဲအာရုံပြုပေါ့နော်အာရုံပြုလို့ရှိရင် Mira ကသူ့ဘာလေးပြောချင်နေလဲဆိုတာကိုဒီမှာ collective အနေနဲ့ကြည့်ပြီးမှဖြစ်ပါတယ်ဆိုတော့အခုကစပြီးတော့ Mira ကက်လေးတွေကိုဖြန့်ခင်းပြီးတော့ဆောင်းရှောက်ပုံကိုယ်တွေပင်ဖိနေတဲ့အချိန်မှာကိုသိချင်တဲ့သူတယောက်တည်းရဲ့မျက်နှာကိုပဲမြင်အောင်ပြောပေါ့နော်သူကစိတ်မှာဘာပြောချင်နေလဲဥမာ expert ဖြစ်ဖြစ်ကိုနဲ့လက်ရှိ situation ရှစ်အခြေအနေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုနဲ့တွဲနေပြီမဲ့အခြေအနေရဲ့ A set နေရာမျိုးတွေ LDRS အနေထားနဲ့ရောက်သွားတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးရွေးလို့ရပါတယ်နော်အခုလက်ရှိတွဲနေတဲ့သူတွေကကြတော့နီးကပ်နေတဲ့သူတွေကတော့ဒီစကားဒီပိုင်းတွေကိုဒီ reading ကိုမကြည့်ပါနဲ့เนาะဘယ်လိုဆိုတော့ဒါကဝီနည်းနည်းလေးအလန်းကွာသွားတဲ့သူတွေပဲဖြစ်တယ်လက်ရှိတွဲနေတဲ့ RSD စစ်စံရေးနည်းလေးအေးဆက်သွားရဆိုလို့ရှိရင်သူ့စိတ်ထဲမှာကိုယ်မပြောပြတဲ့အကြောင်းအရာတွေဘာရှိနေလဲဆိုတာလေးကိုကြည့်ပြီးမှဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့စိတ်ထဲမှာသူ့ကိုရည်ရွယ်ပြီးတော့ပေါ့နော်တခြားလေးအာရုံပြုထားပေးပါနော်ဒါအဆောင်ရှောက်တွေကိုခေါ်ပြီးတော့ရမေးကြည့်ပေးပါမယ်အခုကြည့်နေတဲ့သူတွေပေါ့နော်တစ်ဖက်လူကိုယ်စိတ်ထဲမှာတွေးလိုက်တဲ့ expert ဖြစ်ဖြစ်ကိုနဲ့ situation ရှစ်အခြေအနေကနေတခုအကြောင်းတစ်ခုကြောင့်ဝေးကွာသွားတာပဲဖြစ်ဖြစ်ကိုယ့်ပေါ်မှာအေးဆက်စိမ့်ကားသွားတာပဲဖြစ်ဖြစ်ပေါ့နော်တောင်းလို့ရှိရင်ကိုယ့်ပေါ်မှာတန်ရုံးစီရှိခဲ့တယ်လို့ကိုကထင်မိမယ်ဘာမှကိုယ်မပြောဘဲနဲ့နော်ရုပ်တက်ကြီး coach လောက်သွားတာမျိုးအဲ့လိုမျိုးတွေတော့ကိုစဉ်းစားပြီးတော့ရွေးချယ်လို့စဉ်းစားပြီးတော့နားထောင်လို့ရတယ်ပေါ့နော်အဲ့တော့သူဘာပြောချင်နေလဲသူတို့ဘက်ကဘာပြောချင်နေလဲ Mira ရဲ့ followers လေးတွေကိုသူတို့ဘက်ကဘာပြောချင်နေလဲနော်ဒါငါ့ရဲ့အမားပါပဲတဲ့နော်ဒါပေမဲ့ငါရဲ့သူ့ရဲ့အမားကိုတော့ဝင်မခံမဲနဲ့ပေါ့နော်မင်းဝယ်ငါကအပြစ်တွေပြောမိရဲ့တဲ့နော် blame အပြစ်တွေပြောမိရဲ့ဆိုတဲ့ဘောပြောထားတာပါ okay အဲ့တော့နောက်ထပ်3ခက်လောက်ဆွဲမယ်နော်အဲ့တော့သူကဘာတွေပြောချင်နေလဲသူ့ရဲ့စိတ်ထဲမှာဘာတွေပြောချင်နေလဲဒီကကြတော့တချို့တော့သူလေးတွေကပေါ့နော် situation ရှစ်အခြေအနေမှာရှိနေတယ်ဒါပေမဲ့သူကလေfriend zone ထဲမှာရှိနေတဲ့သူတွေလည်းရှိနေတယ်ပေါ့နော်ဒီ reading ကြည့်တဲ့သူတွေကလေအဲ့တော့ I want to be more than friends တော့ friend zone ကနေတော့ရုံထွက်ချင်တယ်ပေါ့နော် friend တက်ပို့တဲ့စစ်စံရေးတွေဖြစ်ချင်နေတယ်လို့သူကပြောထားတယ်ဆိုတော့နားလေ we need to let each other go ဆိုတော့ဒါပေမဲ့သူကဒီအဆင့်တွေကိုတက်ချင်တယ်ပေါ့နော်ဒါပေမဲ့လည်းတင်းတယောက်ကိုအရင်ဆွဲကင်ထားတာမျိုးမဖြစ်စေချင်ပဲနဲ့လွတ်လွတ်လပ်လပ်ပေါ့ပါနေပေါ့နော်တင်းတယောက်ကိုဘယ်လိုဆုပ်ကင်ထားတာမျိုးမဖြစ်ဘဲနဲ့တင်းတယောက်လွတ်ပေးဖို့လိုတယ်ပေါ့နော်အရင်ချုပ်ကင်ဆုပ်ကင်ထားတာမဟုတ်ဘဲနဲ့လွတ်ပေးဖို့တော့လိုတယ်သူကလွတ်လပ်မှုကိုလူလာရဲဆိုတဲ့သူမျိုးပေါ့နော်မတွဲတော့တွဲချင်တယ်တွဲနေတာကိုလည်းမသိစေချင်ဘူးအဲ့လိုမျိုးဆိုတဲ့အခြေအနေလေးတော့နည်းနည်းရှိရပေါ့နော်အရင်ခိုင်မာတဲ့မြစ်တာမျိုးခိုင်မာတဲ့ situation အဲ့လိုမျိုးတော့တိတ်မမြင်ရအောင်နော်ကဲဒါဆိုရင်နောက်ဆုံးတစ်ခါဆွဲပါမယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့သူကလေ I'm afraid to contact you တဲ့နော်မင်းကိုဆက်သွယ်ဖို့အတွက်ကိုသူကကြောက်လန့်နေရပေါ့နော်ဆက်သွယ်ဖို့အတွက်ကိုကြောက်လန့်နေတယ်လို့သူကပြောထားတယ်ဆိုတော့ဘာအတွက်ကြောင့်သူကဆက်သွယ်ဖို့ကြောက်လန့်နေလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့အရှိမပြောထားတဲ့ပုံလေးအရာဆိုရင်သူကတကယ်တမ်းကတော့သူကမဖြစ်ချင်လဲဆိုရင်သူ့မှာအမှားတစ်ခုရှိမယ်ဒါသူ့ဘက်ကမဆက်တယ်နဲ့အမှားပေါ့နော်ဒါပေမဲ့သူကသူ့အပြစ်ကိုမမြင်ကွာသူလားဒီ followers လေးတွေဘက်ကိုပဲသူအနေနဲ့အပြစ်ဖို့သွားတာမျိုးပေါ့နော်အဲ့လိုအကြောင်းအရာလေးရှိကောင်းရှိခဲ့လိမ့်မယ်ပြီးလို့ရှိရင်တကယ်လို့ friend zone ထဲမှာနေတဲ့သူဆိုရင်တော့သူကကိုယ့်ပေါ်မှာ friend ထက်ပိုတဲ့ခံစားချက်တွေရှိနေတယ် friend ထက်ပို့ပြီးတော့အဆင့်တက်ချင်နေတယ်လို့တော့သူကပြောတယ်ဒါပေမဲ့တစ်ဖက်ကကြောက်လဲသူကတယောက်တယောက်ကချုပ်ကင်ထားတာမျိုးမရှိဘဲနဲ့ပေါ့နော်တယောက်တယောက်နည်းနည်းတော့ let go လုပ်ဖို့တော့လိုအပ်တယ်ပေါ့သူကအရင်တွဲတော့တွဲခြင်းတယ်ခုနပြောလိုမျိုးတွဲတာလည်းအရင်လူမသိစေခြင်းအဲ့လိုမျိုးပုံစံဖြစ်နေတယ်ပြီးတဲ့ခါကျသူကဘာဖြစ်လို့ဆက်တွဲဖို့အတွက်ကိုနည်းနည်းလေးကြောက်လန့်နေရဲဆိုတော့ကိုယ့်ပေါ်မှာဘာတွေသူမဟုတ်တာလုပ်ထားလဲပေါ့နော်သူတကူအပြစ်တွေလုပ်ထားမိတဲ့သဘောတော့ဖြစ်နိုင်ပါတယ်နော်ဒါကတော့သူ့ရဲ့ရင်ထဲမှာရှိနေတဲ့လက်တလောခံစားချက်လေးတွေကိုကြည့်ပေးထားတာပါဒါဆိုရင်ဒါကတော့ဘာပေါ့နော်ဒီဝေးကွာနေတဲ့သူတွေအတွက် reading ဖြစ်ပါတယ်အဲ့တော့နောက်ထပ် video မှာဆိုလို့ရှိရင်လက်ရှိတွဲနေတဲ့ RSD ကြားမှာဘယ်လိုပေါ့နော်အနောက်ရှက်တေးဖြစ်လာနိုင်လဲဒါမှမဟုတ်ရှင်ဘယ်လိုအခြေအနေတွေရှိနေလဲဆိုတာလေးကိုထပ်ပြီးတော့အခြေအနေတည်တံ့ထပ်ပြီးတော့ကြည့်ပေးတော့မှာမလို့Miraရဲ့ဒီ account လေးကိုလည်း follow လုပ်ပေးထားပါအောင်နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တတား